င်္ဂလာပါဒီနေ့ကတော့ဒါတင်နန်းသူတွေတင်နန်းဆင်း fight နဲ့ make up look လေးကိုသူစောင့်ဝဲဖြည့်ထားပဲဖြစ်ပါတယ်ဆိုတော့ဟိုမင်းတို့ကနောက်ဆုံးတင်တဲ့ look ကမင်းတို့ဒိုရင်းပုံစံမျိုးမျက်လုံးအိမ်ကြီးကြီးနဲ့ဟိုမှာဒီလို pink look ဘက်ကိုမင်းတို့တင်ထားတဲ့အခါမှာအခုကသူကထိုင်မသိဝတ်စုံနဲ့ကလည်းတစုံမရိုက်တာဆိုတာထိုင်မသိနဲ့ရိုက်မယ်ဆိုတာမြန်မာဒီဒိုရင်းလို့နဲ့မြန်မာဝတ်စုံတွေဖြစ်နေတာပေါ့နော်ဆိုတော့ဒီ make up လေးရပိုင်းမှာလည်းအရန်ဟိုလှပတယ်မင်းတို့ကဒီ moment မင်းတို့ moment ရှိကိုရောက်လာပြီဆိုတော့မင်းတို့ moment မှာဆိုရှင် technique တွေကိုအဓိကတင်တာဖြစ်တဲ့ကြောင့်မို့ make up technique တွေ eyeshadow technique တွေမျက်လုံးမျက်အိမ်မျက်ခုံးချဲသားဒီ technique ကို main တင်တာဖြစ်တဲ့ကြောင့်မို့အခုက technique ပိုင်းပြီးတော့သမီးလေးကပိုင်းနိုင်နေပြီဒါကြောင့်မို့လို့ဒီနေ့ဝါထွက်မှာသူတို့သမီးတွေပွဲတွေအလှပတွေပြင်ချင်တယ်ဆိုတော့မူတော့မော်လမြိုင်အနီးတစ်ဝိုက် enthusiast အနီးတစ်ဝိုက်မှာပြင်ချင်တယ်ဆိုတော့သမီးလေးတက်လျာရှိပါတယ်ဆိုင်နာမယ်တွေကတက်လျာmake up နာမည်တွေကတက်လျာเนาะ tag လျာပဲဖြစ်ပါတယ်ဆိုတော့သမီးလေးကိုလည်းဆက်တယ်ပြီးတော့လည်းအနံနိုင်ပါပြီစိတ်ချယုံကြည်စွာနဲ့အနံပြီးတော့လိမ့်ချက်လို့ရတယ်မြတ်တပည့်မာလေးပဲဖြစ်ပါတယ်သမီးလေးရဲ့ဖုန်းနံပါတ်လေးပြတ်ပြပါဟုတ်ကဲ့ပါဆိုတော့မြတ်ရှိမှာဒီ private တင်တဲ့တက်ပြဲခါမှာဘယ်ပိုင်းတွေကိုပို့ပြီးတော့သိမြင်လာတယ်ဘယ်ပိုင်းတွေကိုပို့ပြီးကျွမ်းကျင်သွားလို့ခံစားရတယ်ဒါလေးလည်း share လုပ်ပြပါမြောက်ခုံမူပေါ့ဆရာဟုတ်ကတော့အမြင်နေတော့မှတော်လိုက်တာတော့ဥပမာဒီစခန်းစီရနော်ဗလဲအခုဆရာစီကိုမုံမဲ့ပြန်လာတဲ့အချိန်မှာမြောက်ခုံမူကိုတော့အရန်အားရတယ်ပေါ့နော်သဘောကျတယ်နောက်အဲ့ဒီ foundation ချတဲ့ဟာတွေဆိုလို့ရှိရင် technique တွေပြောင်းလဲသွားတယ်အခုဆိုရှင်ဒီ eyeliner ဆွဲတဲ့ဟာတွေဆိုလို့ရှိရင်လည်းပုံစံမတူတော့တမီတက်ကြွားလည်းမတူတော့ဘူးပေါ့နော်ဆိုတော့ဒါ moment ဘာဖြစ်ဒါလုံးဝရက်နေပဲနဲ့ moment ကိုလုံးဝမထက်ရှိမှာပဲတင်တန်းတက်ခဲ့တာ basis ကလည်းတက်ခဲ့အခု moment အကြောင်းလည်းမထက်ဘူးတတိယနဲ့လာပြန်တက်ပြီးတော့လည်းတမီတို့ကျေးဇူးတင်ပါတယ်ဆိုတော့မထက်ရှိမှာ basis လည်းတက်ပွား moment လည်းတက်ပွားဆိုတော့နောက်ပိုင်းမှာမထက်ရှိမှာဘာပညာပဲလို့မထက်အမြင်နဲ့ sharing လုပ်ပေးရမယ်တမီလေးဖြစ်သွားပြီပေါ့နော်ဆိုတော့ကျေးဇူးများတင်ပါတယ်ဆိုတော့တက်လျာလေးရှိမှာလည်းစိတ်ချရည်စရာနဲ့ make up တွေလက်အနံပြီးတော့လိမ့်ချလို့ရဖြစ်ကြောင်းလည်းတတင်ကောင်းပါပါတယ်ကျေးဇူးများတင်ပါတယ်